တန်ត្រာထဲမှာရှိတဲ့မိသားစုကပရိသန္တိနေရတဲ့ဒုက္ခနဲ့ပြည့်နေတယ်အခုပရိသန္တိနေနေတဲ့ဒုက္ခတွေအများကြီးပဲဒဇင်နဲ့ဖြန့်ကြည့်လိုက်တန်ត្រာလဲတယ်ဆိုတာတယောက်တည်းပရိသန္တိနေရတာမှာအကုန်လုံးတန်ត្រာဘိုက်ကြီးနေတဲ့လူတွေဆိုရင်ဘိုက်ကြီးနေတဲ့လူတွေမွေးတော့မဲ့ဟာတွေအများကြီးပဲပရိသန္တိနေရတဲ့ဒုက္ခအိုရတဲ့ဒုက္ခနာရတဲ့ဒုက္ခသေရတဲ့ဒုက္ခအိုနေကြတာတွေနာနေကြတာတွေသေနေကြတာတွေနောက်ချက်တန်နဲ့ကွဲလို့သောကပရိဒီဝဒုက္ခဒေါမနတဥပါယတဖြစ်တာတွေမုံနာနဲ့တွဲရလို့သောကပရိဒီဝဖြစ်တာတွေလိုတာမရလို့သောကပရိဒီဝဖြစ်နေရတာတွေအဲ့ဒါတွေအကုန်လုံးခြုံကြည့်လိုက်လို့ရှိရင်တန်ត្រာနဲ့ဆိုင်တဲ့မိသားစုဆိုတာတကယ်မိဘုံကြီးပဲလို့မြင်လို့ရတယ်ဒုက္ခ၈မျိုးဒုက္ခ9မျိုးနဲ့ကြည့်လိုက်လို့ရှိရင်တန်ត្រာဆိုတာမိဘုံကြီးထဲမှာဆင်းနေရတာပူလောင်မှုမျိုးရှိတယ်အဲ့ဒါကိုမြင်ကြည့်ပရိသန္တိနေရတယ်ဆိုတဲ့ဟာလဲဥမာကလေးမွေးမာတဲ့ဘိုက်ကြီးနေပြီနော်သတိထားရမယ်မမွေးမချင်းအဲ့ဒါပြီးတော့ဖြည်းဖြည်းချင်းအိုကြတယ်တချို့ကနာတယ်တချို့ကသေတော့မှအဲ့ဒါဆိုတနေ့ကြားနေရတဲ့ဒုက္ခပေါင်းမျိုးစုံအနန္တဟာတန်ត្រာမိသားစုမှာရှိနေတဲ့ဒုက္ခတွေပဲလို့မြင်ကြည့်လိုက်ဒါဘဝနဲ့ယဉ်ပြီးတော့တွေ့ရတဲ့ဒုက္ခတွေဒုက္ခပဲရှိတာအဲကြောင့်ဧဝမေတ္တကေဝလတဒုက္ခခန္ဓတသမုဒယဟောတိဒီဖြစ်စဉ်ကြီးအကုန်လုံးဟာတဲ့ဒုက္ခမှလွဲပြီးတော့အခြားဖြစ်နေတာမဟုတ်ဘူးလို့ဒါမြတ်စွာဘုရားဟောတဲ့ဒုက္ခသစ္စာဆိုတာအဲ့ဒါမျိုးကိုပြောတာတန်ត្រာမိသားစုမှာဒီလိုဒုက္ခရှိတယ်လို့နားလည်ဖို့လိုတာကဲတန်ត្រာဝတ်ဆင်းခြင်းမှာပြတ်တဲ့မိသားစုမှာဒုက္ခရှိသလားလို့မေးကြည့်ရအောင်ဖျားပွင့်ပြီဟဲ့ဆိုတော့ဖျားပွင့်တယ်ဆိုတာပရိသန္တိနေထားတာမဟုတ်ဘူးပရိသန္တိနေတဲ့ပုံစံနဲ့ပြောရင်ဖျားစုကိုစိတ်နဲ့ကြံစီခဲ့တဲ့အချိန်ကစပြီးတော့ဖျားမျိုးစေ့လေးပေါ့ဖျားဖြစ်နိုင်တော့တဲ့မျိုးစေ့လေးကပရိသန္တိနေခဲ့တာစိန္ဒိတံတတ္တသင်္ချေယ9သင်္ချေတဲ့ကဘာတွေပေါင်း9သင်္ချေကာလပတ်လုံးစိတ်ထဲမှာဖျားဖြစ်ရပါလို့ဖျားဖြစ်ခြင်းနဲ့ဆိုတဲ့ဆန္ဒလေးနဲ့ထားပြီးတော့နေခဲ့ကြတာပေါ့နောက်တစ်ခုနှုတ်နဲ့ဖျားဖြစ်ရပါလို့လို့ဆူတောင်းပြီးတော့ကောင်းမှုပြုပြီးတော့လာခဲ့တာ9သင်္ချေနောက်ဖျားဖြစ်ဖို့အတွက်ဗျာဒိတ်ရပြီးတော့ဗျာဒိတ်ရရင်တော့သေချာသွားပြီပေါ့တရားဝင်ဖျားအလောင်းဖြစ်သွားပြီလေအဲ့ဒါတရားဝင်ဖျားဖြစ်တော့မှလို့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ4သင်္ချေနဲ့ကဘာတသိန်းအလုံးပေါင်းရင်သင်္ချေ20နဲ့ကဘာတသိန်းကလေးမွေးတာနဲ့ပြောမယ်ဆိုလို့ရှိရင်ပရိသန္တိနေရတဲ့ကာလကသင်္ချေ20နဲ့ကဘာတသိန်းဖျားဆိုတဲ့ကောင်းမှုကံနဲ့စုပြီးတော့ပရိသန္တိနေတာအဲ့ဒါပြီးတော့သဗ္ဗညုတဉာဏ်ရပြီဆိုတာနဲ့သူကမွေးဖွားတယ်ဒါဖျားမွေးဖွားဖျားမွေးဖွားတာသူ့အနဲ့သူပါရမီဖြည့်ပြီးတော့တန်တေတီတယ်တန်တေတီပြီးတော့အဲ့ဒီပါရမီကြောင့်ပဲဖျားဆိုတာမွေးဖွားလာတယ်အဲ့ဒါဆိုဘသူကသူ့ကိုမွေးလိုက်တာလဲဆိုဘသူမှမမွေးဘူးသူ့သမှုရိယကနေပြီးတော့သူ့ကိုမွေးဖွားပေးတာပဲဖျားဖြစ်ခြင်းနဲ့ဆိုတဲ့သူ့ရဲ့ဆန္ဒသူ့ရဲ့ဖျားဖြစ်ခြင်းနဲ့ဆိုတဲ့အချက်ယုံကြည်မှုဖျားဖြစ်လို့ရတယ်ဆိုတဲ့ယုံကြည်မှုဖျားဖြစ်တဲ့ဘဝမျိုးကိုချစ်ပါတယ်ဆိုတဲ့သူ့ရဲ့အချက်တွေဖျားဖြစ်ရတဲ့ဘဝကိုဒီလိုကောင်းမှုပြုရင်ဖြစ်လို့ရတယ်ဆိုတဲ့ယုံကြည်မှုတွေနောက်ဖျားဖြစ်ဖို့အတွက်စောင့်စည်းခဲ့ရတဲ့သီလတွေဖျားဖြစ်ဖို့အတွက်တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာထားခဲ့ရတဲ့မေတ္တာကရုဏာတွေအဲ့ဒါတွေစုပေါင်းပြီးတော့နောက်ဆုံးဖျားဖြစ်ဖို့အတွက်စ조사ခဲ့ရတဲ့အသိဉာဏ်တွေအဲ့ဒါတွေအလုံးစုပေါင်းပြီးတော့သိသိပြီးတော့ဖျားဆိုတဲ့ဟာကိုပုံဖော်ပေးတယ်ဖျားပွင့်တယ်ပေါ့ဒါသမုဒိယသစ္စာလုပ်ပေးတယ်သမုဒိယသစ္စာကဖော်ပေးလိုက်တာဖျားဆိုတာတကယ်တမ်းဒုက္ခလွတ်မြောက်တဲ့ပုဂ္ဂိုလ်ကိုဖော်ပေးတာသူလုပ်တာလည်းဒုက္ခလွတ်မြောက်တဲ့ပါရမီဖြည့်ထားတာဖြစ်တဲ့အတွက်ဒုက္ခလွတ်မြောက်တဲ့ပုံကိုဖော်ပေးတာပဲဖျားပွင့်တယ်
ဒါပေမဲ့နှစ်ထပ်မွေးပေါ့သုတ်တော်တနနဲ့မေတော်မာယာတို့မွေးလိုက်တာကသိဒ္ဓထကိုမွေးတာအဲ့ဒီသိဒ္ဓထရဲ့ခန္ဓာကိုယ်ကြတော့ဟိုဘက်ကပရိသန္တိရှိတော့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ပြိဋိဘံစံရတယ်ဆိုတာရှိတယ်ဒါကဒီဘက်ကအဝိဇ္ဇာနဲ့တဏှာဘက်ချမ်းကဖရာသူကနှစ်ခုဟတ်ထားတာဒီဘက်ကအိုဒနာရသေရတဲ့ဟာကဖရာလို့သတ်မှတ်လို့ရအောင်လူလောကဆိုတဲ့ဒီတန်တရာဝဆင်းရဲထဲမှာပဲပေါ်ရတာတစ်ဖက်မှာပွင့်သွားတာကဖရာဆိုတာအိုနာသေးရလွတ်တယ်ပြိဿန္တိအိုနာသေးရလွတ်တယ်ဖရာပွင့်တာအဲ့ဒါကြောင့်မို့ဖရာဆိုတဲ့ပုဂ္ဂိုလ်မှာဇာတိဒုက္ခမရှိဘူးလို့ဆိုလို့တယ်ဘယ်သူကမွေးဖွားတာမှမဟုတ်တဲ့အတွက်ကြောင့်မို့ဇာတိဒုက္ခမရှိဘူးအဲ့ဒီလိုဖြစ်အောင်ဘယ်သူကမွေးပွေးနေရတာလဲမဟုတ်တဲ့အတွက်ကြောင့်မို့အနောင်ဖွဲ့မရှိဘူးပေါ့ကျွန်တော်တို့ဇာတိရကြအနောင်ဖွဲ့ရှိတယ်လေအမေဖေကမွေးလိုက်လို့ရှင်အဲ့ဒီအမေဖေကိုကျေးဇူးတရားမှာကျေးဇူးဆမှာဒီလိုတွေနဲ့သွားပြီးအနောင်ဖွဲ့ရှိတယ်ဖျားဖြစ်ဖို့အတွက်ကြသူ့အနေနဲ့သူပါရမီဖြည့်ပြီးတော့လှုပ်သွားတာဖြစ်တဲ့အတွက်အနောင်ဖွဲ့မရှိဘူးနောက်ပြီးတော့စဉ်းစားစရာကအဲ့ဒီဖျားဖြစ်တဲ့လမ်းကြောင်းပေါ်မှာလိုက်ပြီးတော့ဖြည့်ပေးတဲ့ပါရမီဖြည့်ဘက်ကကြတော့ကျေးဇူးရှိတယ်လို့ဖျားကိုယ်တိုင်ပြောတယ်ဒီဖျားဆိုတဲ့ပုဂ္ဂိုလ်မွေးဖွားဖို့အတွက်သုဒ္ဓတနမင်းကြီးမွေးတဲ့သိဒ္ဓထမွေးဖွားဖို့အတွက်မို့ဖျားဆိုပုဂ္ဂိုလ်မွေးဖွားဖို့အတွက်တိုက်ရိုက်ကျေးဇူးရှိတာကပါရမီဖြစ်ပဲကျေးဇူးရှိပါတယ်လို့ဒီလိုပြောတယ်အဲ့ဒါဇာတိမရှိဘူးပေါ့ဇာတိမရှိတော့အဲ့ဒီဖျားဆိုတဲ့တပ္ပိညုတဉာဏ်နဲ့မဟာကရုဏာသီလခန္ဓာသမာဓိခန္ဓာပညာခန္ဓာကြီးမှာအိုရာမရှိဘူးနာရာမရှိဘူးသေတာမရှိဘူးချစ်တာနဲ့ကွဲရတာတွေမရှိဘူးမုန်းတာနဲ့တွဲရတာတွေမရှိဘူးလိုတာမရတာတွေမရှိဘူးဥပါဒံမရှိဘူးအဲ့ဒါဆိုတော့ဒုက္ခ၈မျိုးဒုက္ခ9မျိုးဒုက္ခ၈မျိုးကနေပြီးတော့အကုန်လုံးကင်းပြီးတော့ရှင်းနေဒါဖရာကိုရှင်းရှင်းလင်းလင်းမြင်ဖို့ပြောတာသုဒ္ဓတနမင်းကြီးတို့မွေးတဲ့ဖရာခန္ဓာကတော့အိုရာနာရာသေတာချစ်တာနဲ့ကိုယ်ရတာမုန်းတာနဲ့တွေ့ရတာအဲ့ဒီလမ်းကြောင်းတွေမှာဒီခန္ဓာကြီးရရှိတယ်အဲ့ဒါကြောင့်သူ့တာဝကတွေငိုရတယ်ကြီးရတယ်အဲ့လိုတွေဖြစ်တယ်အဲ့နောက်တစ်ခုသူ့နောက်ကိုလိုက်သွားကြတဲ့ယဟန္တာတွေဆိုတာလဲဒီပုံပဲယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်သူ့ကိုယဟန္တာဖြစ်အောင်ဘယ်သူကမွေးပွေးတာမဟုတ်ဖရာအကူအညီနဲ့ဖရာရဲ့ကံတုနဲ့ပေါင်းပြီးတော့သက်စာသိတယ်ဆိုလို့ရှိရင်သူကဖရာသားပဲဖြစ်သွားတာတူတယောက်ကမွေးပွေးတာမဟုတ်ဘူးဖရာကမွေးလိုက်တာမျိုးဖြစ်သွားတာအဲ့ဒါကြောင့်ဖရာဟာသူ့ရဲ့အဖေပဲအဲ့ဒါကြောင့်ချက်သားချက်သမီးတို့လို့ပြောတာအလကားမဟုတ်ဘူးသူ့ရဲ့အဖေကြောင့်ပြောတာအဲ့လိုဖြစ်ပြီးပြီဆိုတော့သူတို့လည်းပဲပရိသန္တိမရှိဘူးအိုရာမရှိဘူးနာရာမရှိဘူးသေရာမရှိဘူးချက်တာနဲ့ကွဲတာမုန်းတာနဲ့တလိုတာမရတာဘာမရှိဘူးဒုက္ခမရှိဘူးပေါ့ဖျားဖြစ်သွားပြီဒုက္ခမရှိဘူးပြစ္ဆေကဗုဒ္ဓဖြစ်သွားတဲ့ဒုက္ခမရှိဘူးဗုဒ္ဓသာဝကတွေဖြစ်သွားတဲ့ဒုက္ခမရှိဘူးအဲ့ဒါဆိုတော့အဲ့ဒီပုံကိုယ်တွေကိုကိုးကွယ်မယ်ကိုကအဖေလို့ကိုယ့်ရဲ့မိသားစုလို့ယဉ်နီးမယ်ဆိုလို့ရှိရင်ကိုကဘာကိုအားကိုးလိုက်တာလဲဒုက္ခမရှိတဲ့မိသားစုကိုအားကိုးတာအဲ့ဒီဒုက္ခပြောင်းဒုက္ခ9မျိုးလို့10မျိုးလို့ပြောတာဘာလို့လဲဆိုတော့တန်ခိတ်တေနပြင်စုပါဒနဲ့ခန္ဓာဒုက္ခဆိုတာဥပါဒံကြောင့်ဖြစ်တဲ့ခန္ဓာ၅ပါးဟာဒုက္ခလို့ရောပြီးပြောတာကတခုပါနေလို့တကယ်တမ်းခွဲပြီးပြောတာကဒုက္ခ9မျိုးပဲပရိသန္တိအိုနာသေး၄ခုချက်တာနဲ့ကွဲမုန်းတာနဲ့ကွဲလိုတာမရ9ခု3ခုဆို9ခုပေါ့အဲ့ဆိုဒုက္ခ9မျိုးနောက်ဥပါဒณะခန္ဓာဆိုတဲ့ဟာအကုန်လုံးစုပုံပြီးပြောတဲ့ဟာနဲ့ဆိုရင်10မျိုးပေါ့10ခုပြောလို့ရတာပေါ့အဲ့ဒါမျိုးသီလသမာဓိပညာခန္ဓာဆိုသီလခန္ဓာသမာဓိခန္ဓာပညာခန္ဓာတွေမှာအဲ့ဒါမျိုးမရှိဘူးမရှိတဲ့အတွက်ဒုက္ခမရှိတဲ့မိသားစုပေါ့ဒုက္ခမရှိတဲ့မိသားစုဖြစ်တဲ့အတွက်ကိုကအားကိုးပြီးဆိုကြတဲ့နဲ့ကိုယ်စိတ်ထဲမှာအေးချမ်းလာတယ်ဒုက္ခပူပင်စရာပင်ပန်းစရာဆင်းရဲစရာမရှိတော့ဘဲနဲ့အေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာတယ်အဲ့ဒါဆိုဒီဖက်မှာဒုက္ခမျိုးစုံနဲ့ပူလောင်နေတဲ့မိသားစုမှဒုက္ခမရှိတဲ့မိသားစုတို့ကူးမြောက်ခြင်းကိုတရားအားထုတ်တယ်လို့ခေါ်တယ်အဲ့ဒါဆိုပထမဦးဆုံးတရဏဂုံတည်ဖို့ဒုက္ခမရှိတဲ့မိသားစုကိုအာယုံပြုပြီးတော့ဝမ်းမြောက်ဝမ်းသာအချက်တွေယုံကြည်မှုတွေသီလတွေမေတ္တာတွေမုဒိတာတွေနဲ့ပွားစည်းပြီးတော့ပေါင်းစည်းပါလို့ဒါလေးပြောချင်ပါတယ်အားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့